တင်ပါကြတာထွက်စေဖို့ကြက်ဥကအကောင်းဆုံးပါတင်ပါသေးချင်ရင်တော့ဝက်ပေါင်6ကအကောင်းဆုံးပါခါသေးချင်ရင်တံပြာရီကအကောင်းဆုံးဖြစ်ပြီးအချိုရီဆိုတာတွေကတော့ခါတုတ်စေဖို့အကောင်းဆုံးပါပဲဝက်ချံပြောက်ဖို့ပြားရီကအကောင်းဆုံးဖြစ်ပြီးတကြားကတော့ဝက်ချံပိုထွက်စေဖို့အကောင်းဆုံးပါစပင်တန်စီဖို့ထောပတ်တီးကအကောင်းဆုံးဖြစ်ပြီးပေါင်မုတ်ဖြူကတော့စပင်ကျွတ်စီဖို့အကောင်းဆုံးပါပဲသွားဖြူစီဖို့စတော်ဘယ်ရီကအကောင်းဆုံးဖြစ်ပြီးချိုချင်တွေကတော့သွားပုတ်စီဖို့အကောင်းဆုံးပါကွန်အားတိုးစီဖို့ငပြောသီးကအကောင်းဆုံးဖြစ်ပြီးအာလူးကြော်တွေကတော့ကွန်အားလျော့နေစီဖို့အကောင်းဆုံးပါဦးလန်းချောင်းဘက်တီရီယာတန်စီဖို့ဖရဲသီးကအကောင်းဆုံးဖြစ်ပြီးခောက်ဆွဲ6တွေကတော့ဦးလန်းချောင်းဘက်တီရီယာပိုများစီဖို့အကောင်းဆုံးပါလက်သေးခိုင်မာစီဖို့အဲမိုးစီကအကောင်းဆုံးဖြစ်ပြီးလိမ်မိုးကြီးဆိုတာကတော့လက်သေးအားနေစီဖို့အကောင်းဆုံးပါခံတွင်းနန်းနာတတ်တာဖို့တခွားသီးကအကောင်းဆုံးဖြစ်ပြီးကြက်သွန်ဖြူကတော့ခံတွင်းနန်းပူနန်းစီဖို့အကောင်းဆုံးပါမျက်စိအားကောင်းစီဖို့မူလာဦးနီးကအကောင်းဆုံးဖြစ်ပြီးဒုံးနက်တွေကတော့အမြင်အာရုံညှို့နေစီဖို့အကောင်းဆုံးပါအကေယူတဘာဝတရားကဖန်တီးထားတာမဟုတ်ရင်အများကြီးမစားသင့်ဘူး